မြောက်တကုံဆိုင်လိပ်စာလေးညွှန်ပေးမယ်နော်ကျွန်တော်တို့အခုကဘေးလီဘုံဆင်းပြီးတော့မြောက်တကုံရဲ့ပင်လုံလမ်းမကြီးတိုင်းလာရင်ပေါ့နော်မဟာဗန္ဓုလလမ်းနဲ့ပင်လုံလမ်းလမ်းဆောင်ပေါ့နော်မန္တလေးဈေးရှိရဲ့လမ်းဆောင်ပေါ့နော်အဲ့လမ်းဆောင်ရောက်ရင်ဘယ်ချိုးပေါ့နော်ဘယ်ချိုးပြီးသွားရင်မဟာဗန္ဓုလလမ်းပေါ်ရောက်တယ်ပေါ့နော်မဟာဗန္ဓုလလမ်းတိုင်းတက်လာပြီးရင်ဒေါပိတလမ်းဖြတ်ထားတဲ့လမ်းဆောင်ရောက်မယ်ပေါ့နော်ဒေါပိတလမ်းနဲ့မဟာဗန္ဓုလလမ်းဆောင်ပေါ့နော်အဲ့ဒီလမ်းဆောင်မှာဘာရှိလဲဆိုတော့အခုမြင်ရတဲ့ရွှေလိုင်းရှိမယ်ဘာတစ်ခုလည်းရှိမယ်ပေါ့နော်လောပိတလမ်းဆောင်ဖြစ်ပါတယ်ဒါဘယ်ချိုးရပါလဲပေါ့နော်ဘယ်ချိုးပြီးရင်ဒီအခုရောက်နေတဲ့လမ်းလောပိတလမ်းပေါ့နော်လောပိတလမ်းရောက်ရင်ညာဘက်နှစ်လမ်းမြောက်ပေါ့နော်အခုဒီမှာမြင်တဲ့ပလဲလမ်းဆိုင်ပေါ်ကြီးရှိပါတယ်အဲ့ညာဘက်လေးနှစ်လမ်းမြောက်လေးချိုးပြီးပြီဆိုတာနဲ့ဓာတ်တိုင်နှစ်တိုင်မြောက်ကြရင်ညာဘက်ချမ်းမှာပဲသုံးထပ်တိုင်းရင်ဝဲမြင်းကြီးအခန်းလေးပေါ့နော်အခုအခန်းလေးပဲဖြစ်ပါတယ်ပေါ့နော်ဒီအခန်းလေးမှာဟိုပြပါလာဝဲ